Hello မင်္ဂလာပါဆုရင် Japanese store brand နဲ့ကောင်းတဲ့တည်တဲ့အိမ်မျိုးစုံရောင်းဝယ်ရနေကြိုးဆိုပါရယ်ကျွန်တော်ကို wallet လေးတွေပေါ့နော်တအားလာမေးကြလို့ပါ wallet လေးတွေကျွန်တော်အခုတစ်ခေါက်ဟွာအရင်ကတော့ကျွန်တော်လက်ကားတွေအများပေးနေတာပေါ့နော်အခုတစ်ခေါက်ကတော့ကျွန်တော်တစ်ခုချင်းစီရောင်းပေးပါမယ်တစ်ခုချင်းစီရောင်းပေးပါမယ်ကောင်းတဲ့တည်တဲ့လေးတွေပေါ့နော်ကျွန်တော်အပေလေးကို like and follow လေးမလုပ်ရသေးရင် like and follow လေးလုပ်ပေးသွားကြပါဦးကျွန်တော်ဒီတစ်ခေါက်ရောင်းပြီးလို့ရှိရင်ကျွန်တော်ထိုက်ရဖို့လည်းမလွယ်ဘူးပေါ့နော်အခုကျွန်တော်တို့လမ်းစိတ်တွေပို့ကားတွေပို့တဲ့ခါကျရင်လည်းကျွန်တော်တို့ဒိုင်းနယ်ဇက်ကနေကျွန်တော်တို့ပြည်တွင်းကိုပို့တဲ့ခါကျရင်လည်းကျွန်တော်တို့မှာကျွန်တော်တို့ဘယ်လိုပြောမလဲrisk ယူပြီးတော့ပို့ရတယ်ဗျာလမ်းမှာဘာဖြစ်မလဲဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်တို့မခံမနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့မှာအဲ့လိုမျိုးတွေအခက်အခဲလေးတွေလည်းရှိပါတယ်တစ်ခေါက်နဲ့တစ်ခေါက်ရဖို့လည်းမလွယ်ဘူးပေါ့နော်ရာတုံးလေးတွေရောင်းပေးရတာပါအဲ့ဒါလေးလည်းပြောရင်းပေါ့နော် page လေးကို like follow လေးလုပ်ပေးသွားပါဦးကျွန်တော် YouTube မှာလည်းကျွန်တော် page ရှိပါတယ် subscribe လုပ်လို့ရပါတယ် Facebook မှာလည်းရှိပါတယ် TikTok မှာလည်းရှိပါတယ်ကျွန်တော် channel 3ခု YouTube Facebook TikTok မှာဖွင့်ထားပါတယ် okay ပါရခဲ့ပါတယ်